ကြီးအားနဲ့ပတ်သက်ပြီးတော့ဒုတိယအချိန်ပေါ့နော်ဒုတိယစာမျက်နှာပြောလို့ရဒုတိယဆက်ပေါ့ဒုတိယဆက်ကကြတော့သူက interpreting information test ကဆိုလို့ရှိရင်အလုံး15ပေါ့ education နဲ့ information က9ပေါ့ interpreting fraction က13ပေါ့ writing affirmative sentence တွေအတွက်က6ပေါ့ connecting idea အတွက်က3ပေါ့ using grammar correctly အတွက်က3ပုံနဲ့ using writing machine ကကြတော့4ပုံစုစုပေါင်း53ပုံဖြစ်တယ်နော်53ပုံဖြစ်ပြီး instant report အတွက်ကကြတော့ writing about text ကကြတော့သူကဘာလဲဆိုလို့ရှိရင် creation argument and use of the evidence အတွက်က2ပုံ connecting idea polishing you are writing ပေါ့အဲ့ဒါကြတော့ development of idea and organizational structure တိဆောက်ပုံပေါ့အဲ့ဒါက2ပုတ် using grammar correctly using writing machine ကကြတော့စုစုပေါင်း2ပုတ် question 1 to 30က53 exponent response က12ပုတ်နဲ့ total 65ပုတ်ဖြစ်တယ်အဲ့65ပုတ်ကိုသူကဘာလုပ်လဲဆိုလို့ရှိရင်65ပုတ်ကနေမှပြီးတဲ့အခါကျတော့အဲ့ဒီမှာဟိုပါပေါ့အမှတ်200မှာ145မှတ်အောင်တော့ပေါ့နော်အဲ့လိုမျိုး